တခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး22ဖြစ်ပါတယ်ရှမဿဲခရစ်ဝင်အခန်းကြီး22တဖန်ယေရှုသည်ဥပမာကိုဆောင်၍ပရိသတ်တို့အားမိန့်မြွက်တော်မူသည်ကားကောင်းကင်နိုင်ငံတော်သည်မိမိသားအဖို့ထိမ်းမြန်းမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏ထိုမင်းကြီးသည်ဖိတ်ပြီးသောသူတို့ကိုခေါ်စီခြင်းကလူလင်တို့ကိုဆေးလွှတ်သောအခါထိုသူတို့သည်မလာဘဲနေကြ၏တဖန်အခြားသောလူလင်တို့ကိုဆေးလွှတ်၍ငှပွဲကိုငှပြင်ဆင်ပြီးနွားမဆသောဆူဖြိုးသောတိရစ္ဆာန်များကိုတိုက်၍ပြီးအလုံးစုံတို့သည်အသင်းရှိပြီးမင်္ဂလာဆောင်ပွဲသို့လာကြပါဟုဖိတ်ပြီးသောသူတို့အားပြောကြဟုမှားလိုက်ပြန်၏သို့တော်လည်းထိုသူတို့သည်နားမထောင်ဘဲအချို့တို့သည်မိမိလေသို့သွားကြ၏အချို့တို့သည်ကုံတွေရာသို့သွားကြ၏ရင်းသောသူတို့သည်လည်းလူလင်တို့ကိုဖမ်းဆီး၍ညှင်းဆဲခြင်းအသေးသက်ခြင်းကိုပြုကြ၏ထိုမင်းကြီးသည်ကြားလျင်အမျက်ထွက်၍စစ်ချီစေသဖြင့်လူအသက်ကိုတတ်သောထိုသူတို့ကိုအပြီးလှုပ်ကြံ၍သူတို့၏မြို့ကိုမီးရှို့လေ၏ထိုနောက်မှမင်းကြီးသည်လူလင်တို့ကိုခေါ်၍ငါ၏မင်္ဂလာဆောင်ပွဲသည်အသင့်ရှိ၏ခေါ်ဖိတ်သောသူတို့သည်မထိုက်မတန်သောကြောင့်လမ်းမှလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကိုပွဲသို့ခေါ်ဖိတ်ကြဟုအမိန့်တော်ရှိသည့်အတိုင်းလူလင်တို့သည်လမ်းများသို့ထွက်သွား၍ကောင်းမကောင်းတွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ပွဲတော်၌အပြည့်ရှိလေ၏မင်းကြီးသည်ပွဲ၌လျောင်းသောသူတို့ကိုကြည့်ရှုခြင်းကဝင်တော်မူသောအခါမင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်သောသူတစ်ယောက်ကိုမြင်လျင်အဆွေမင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲအဘဲကြောင့်ဝင်သည်နည်းဟုမေးတော်မူသည်ကိုထိုသူသည်မပြောနိုင်ဘဲနေ၏ထိုအခါမင်းကြီးသည်အချမ်းအယံတို့အားထိုသူ၏လက်ခြေကိုတုံနှောင်လော့ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာပြင်အရက်မှောင်မိုက်ထဲသို့ယူသွားချလိုက်ကြဟုအမိန့်တော်ရှိ၏ထိုသူခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူ၏ထိုအခါဖာရိရှဲတို့သည်ထွက်သွားပြီးလျှင်ငါတို့သည်သူ၏စကားကိုချောင်းမြောင်း၍အပြစ်ပြုခွင့်ကိုအဘယ်သို့ရနိုင်သနည်းဟုမေးမြန်းတိုင်ပင်ပြီးမှမိမိတပည့်တို့နှင့်ဟေရုတပည့်တို့ကိုအထံတော်သို့ဆေလွှတ်၍အရှင်ဘုရားကိုတော်သည်သစ္စာရှိပါ၏အဘယ်သူကိုမျှမကြောက်လူမျက်နှာကိုမထောက်ပဲဘုရားသခင်ဤတရားလမ်းကိုဟုတ်မှန်စွာဖော်ပြသည်ကိုအကျွန်ုပ်တို့သိကြပါ၏တို့ဖြစ်၍ကိုတော်သည်အဘယ်သို့ထင်တော်မူသနည်းကဲတာဘုရင်အားအခွန်ကိုဆက်အပ်သလောမဆက်အပ်သလောအကျွန်ုပ်တို့အားမိန့်တော်မူပါဟုမေးလျှောက်ကြ၏ယေရှုသည်ထိုသူတို့၏စိုးညစ်သောသဘောကိုသိတော်မူလျှင်လျှို့ဝှက်သောသူတို့အဘယ်ကြောင့်ငါကိုစုံစမ်းနှောက်ယှက်ကြသနည်းအခွန်ငွေတစ်ပြားကိုပြပါဟုမိန့်တော်မူ၍ဒီနာ၏တစ်ပြားကိုယူခဲ့ကြ၏ဤပုံဤလိပ်စာကအဘယ်သူဤပုံအဘယ်သူဤလိပ်စာဖြစ်သည်နည်းဟုမေးတော်မူလျှင်ကဲတာဘုရင်ဤပုံလိပ်စာဖြစ်ပါသည်ဟုလျှောက်ကြသောယေရှုကလည်းကဲတာဘုရင်၏ဥစ္စာကိုကဲတာဘုရင်အားဆက်ပေးကြလော့ဘုရားသခင်၏ဥစ္စာကိုကဘုရားသခင်အားဆက်ပေးကြလော့ဟုမိန့်တော်မူ၏ထိုသူတို့သည်ကြားရလျင်အံ့ဩ၍အထံတော်မှထွက်သွားကြ၏ထားမြောက်ရှင်ပြန်ခြင်းမရှိဟု၍အယူရှိသောဇဒ္ဒုကဲတို့သည်ထိုနေ့၌အထံတော်သို့ချဉ်ကပ်၍အရှင်ဘုရားလူမီတီကတားမရှိဘဲတည်လျင်သူ၏မယားကိုသူ့ညီသိမ်းယူ၍အကိုအမျိုးမပြတ်ဆက်နွယ်စီဟုမောရှေစီရင်ပါပြီအကျွန်ုပ်တို့တွင်ညီအကို9ယောက်ရှိပါ၏အကိုအကြီးသည်မိန်းမနှင့်စုံဘက်၍တားမရှိဘဲတည်သဖြင့်မိမိမယားကိုမိမိညီနှင့်ကြံရစ်စေ၏ထို့အတူတယောက်နောက်တယောက်9ယောက်သောညီအကိုတို့သည်ထိုမိန်းမနှင့်စုံဘက်ပြီးမှတည်ကြ၏နောက်ဆုံး၌မိန်းမသည်လည်းတည်လေ၏တို့ဖြစ်၍ထမြောက်ရာကာလ၌ထိုမိန်းမသည်9ယောက်သောညီအကိုတို့တွင်အဘယ်သူ၏မယားဖြစ်ရပါမည်နည်းထိုသူအပေါင်းတို့သည်ထိုမိန်းမနှင့်စုံဘက်ခြင်းကိုပြုကြပြီဟုမေးလျှောက်ကြ၏ယေရှုကလည်းသင်တို့သည်ကျမ်းစာကိုနားမလည်ဘုရားသခင်၏တကူတော်ကိုမသိသောကြောင့်မှားသောအယူကိုယူကြ၏ထမြောက်ရာကာလ၌စုံဘက်ခြင်းကိုမပြုထိမ်းများပေးစားခြင်းကိုမပြုကောင်းကင်သားဘုရားသခင်၏တမန်တော်ကဲ့သို့ဖြစ်ကြ၏ထိုမှတပါတေလွန်သောသူတို့သည်ထားမြောက်ခြင်းအရာမှာဘုရားသခင်ကငါသည်အာဗြဟံ၏ဘုရားဣဇက်၏ဘုရားယာကုပ်၏ဘုရားဖြစ်သည်ဟုသ
တင်းတို့အားမိမ့်မတ်တော်မူကြောင်းကိုတင်းတို့ဒီမဖတ်ဘူးတလို့ဖျားသခင်သည်တေနေတော်သူတို့ဤဖျားမဟုတ်အသက်ရှင်တော်သူတို့ဤဖျားဖြစ်တော်မူသည်ဟုမိန့်တော်မူ၏ပရိသတ်များတို့သည်ကြားရလျင်ဆုံးမဩဝါဒပေးတော်မူသည်ကိုအံ့ဩခြင်းရှိကြ၏ဇဒုကဲတို့ဤစကားကိုချီတော်မူကြောင်းကိုဖာရိရှဲတို့သည်ကြားလျင်စုဝေးကြ၍သူတို့အဝင်အပါဖြစ်သောကျမ်းတယောက်သည်ကိုတော်ကိုစုံစမ်းနှောက်ယှက်ခြင်းကအရှင်ဘုရားပြည့်ညတ်တိကျမ်း၌အဘယ်မီသောပြည့်ညတ်သည်တာ၍ကြီးသည်ဟုမေးလျှောက်သောယေရှုကသင်၏ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လောဟုသောပြည့်ညတ်သည်ပထမပြည့်ညတ်ဖြစ်၏ကြီးမြတ်သောပြည့်ညတ်လည်းဖြစ်၏ထိုမှတပါကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမြချစ်လောဟုသောဒုတိယပြည့်ညတ်သည်ပထမပြည့်ညတ်နှင့်တဘောတူ၏ဤပြည့်ညတ်နှစ်ပါးတို့ကပြည့်ညတ်တိကျမ်းနှင့်အနာဂတိကျမ်းရှိသမျှတို့၏အချုပ်အခြာပင်ဖြစ်သည်ဟုမိန့်တော်မူ၏ဖာရိရှဲတို့သည်စုဝေး၍နေကြစဉ်တွင်ယေရှုကသင်တို့သည်ခရစ်တော်ကိုအဘယ်သို့ထင်မှတ်ကြသနည်းအဘယ်သူ၏သားဖြစ်သနည်းဟုမေးတော်မူလျင်ဒါဝိဒ်၏သားဖြစ်သည်ဟုလျှောက်ကြသောတို့ဖြစ်လျင်ဒါဝိဒ်သည်ခရစ်တော်ကိုသခင်ဟု၍ဝိညာဉ်တော်အားဖြင့်အဘယ်ကြောင့်ခေါ်သနည်းဒါဝိဒ်၏စကားမှာထာဝရဘုရားကသင်၏ရန်သူတို့ကိုသင်၏ခြေတင်ရာငါမချမထားမိတိုင်အောင်ငါလက်ရဘ၌ထိုင်နေလော့ဟုငါ၏သခင်အားမိန့်တော်မူသည်ဟုဒါဝိဒ်ဆိုသည်ထို့သို့ဒါဝိဒ်သည်ခရစ်တော်ကိုသခင်ဟုခေါ်လျင်အဘယ်သို့သူ၏သားဖြစ်သည်နည်းဟုမေးတော်မူသည်ရှိသောအဘယ်သူမျှစကားတခွန်းကိုပြန်လျှောက်ခြင်းကမတတ်နိုင်ကြထိုနေ့မှစ၍နောက်တစ်ဖန်အဘယ်သူမျှမမေးမလျှောက်ဝင်ကြအားလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ